ဘာလို့ဆန်ကို3ခါဆေးတာလဲကျွန်တော်အိမ်ကထမင်းချက်ကတစ်ခါပဲဆေးတာပထမတစ်ခါကဖုံတုတ်တာဒုတိယတစ်ခါကဆန်ကိုနိုးကြားစေတာတတိယတစ်ခါကတော့အနံ့ကိုထွက်စေတာလေအဲ့ဒါမှလည်းနီးလန့်ရှိသေးတာလားအလကားလျှောက်ပြောနေတာဆန်ကလည်းနိုးလာသေးတယ်လားလူတွေနိုးလာတယ်လို့ပဲဆန်ကလည်းရေစိမ်လိုက်ရင်နိုးလာတာပဲအန်ဒီမယုံရင်နောက်မှစမ်းကြည့်ပြီးစောင့်ကြည့်လိုက်လေအန်ဒီကျွန်တော်ကုမ္ပဏီကခုမှပြန်ရောက်တာညံကအဖွားကိုချက်ကျွေးဖို့လမ်းဘေးဈေးတွေတယောက်ခေါ်လာတယ်လို့ပြောကြတယ်ဝမ်းကွဲမောင်လေးစကားပြောတာနည်းနည်းယဉ်ကျေးပါဦးမကောင်းတဲ့ရွယ်ချက်နဲ့ပြောတာမဟုတ်ပါဘူးဒါပေမဲ့အဖွားကစမ်းသက်ခံဖို့အခြေအနေမဟုတ်ဘူးလေအဖွားကိုယ်တိုင်ပဲပြောပါစီထမင်းချက်လူငယ်ကတော်တော်လေးယုံကြည်ချက်ရှိနေပုံပဲမင်းရဲ့အဲ့ဒီနီးစနစ်ကလမ်းဘေးဆိုင်ကနီးစနစ်နဲ့မတူဘူးဟင်းချက်တဲ့အခါနီးစနစ်တွေကအကုန်လုံးနီးပါးတူတူပါပဲမဟုတ်ဘူးမိုးလီးတဲ့မက်ဆောက်ထောင်45ဒီဂရီဓာတ်ကိုနှိမ်ပြီးလက်ကောက်ဝက်ကိုငိန်ထားတာအဲ့ဒါကဟွာယန်ဟင်းချက်နေရဲ့လေထဲဝဲလိဖြစ်နေပဲတစ်ဆက်ရွံတန်ဆိုင်ပိုင်ရှင်လူငယ်တယောက်ကဒါကိုဘယ်လိုသိတာလဲဗီဒီယိုတွေကြည့်ပြီးတင်ထားတာပါဒါလေးတင်ပါအဖွားကကျွန်တော်တို့ထမင်းချက်ရဲ့နှစ်တိုက်ဆန်ပြုတ်ကိုတော့မတောက်ဘူးမင်းကဒါနဲ့လားအဖွားဒါကိုအနံ့ခံကြည့်ပါဒီအနံ့ကငါသားရဲ့ဆန်ပြုတ်ပဲထင်းမီပိုနဲ့ချက်ထားတာကော်ဖက်ဥနည်းနည်းနဲ့မှုချောက်နည်းနည်းပါတယ်ငါအမေကဒီလိုပဲချက်ပေးခဲ့တာငါကိုယ်တိုင်တောက်မယ်ဒီရတာပဲငါအမေရဲ့အရတာပဲအမေကုံအောင်တောက်လိုက်ပြီးလူငယ်မင်းနာမည်ဘာတူလဲလင်းလျှောက်ချွမ်းပါလျှောက်ချွမ်းမနှက်ဖြန်အဖွားအတွက်နောက်တစ်ခွက်လာလုပ်ပေးအောင်မလားနေ့တိုင်းလာပါမယ်မင်းကတကယ်ကိုတော်တာပဲအဖွားမစားနိုင်တာ3လရှိပြီမနှက်ဖြန်ဆိုင်ဖွင့်ရမှာမို့လို့ညနေမှလာခဲ့ပါမယ်ဆရာလင်းခဏဆောင်ပါ9သိန်းကစုမိသားစုရဲ့ကျေးဇူးတုံ့ပြန်မှုပါမလိုပါဘူးဆရာလင်းကတကယ်ကိုတိတ်ခါရှိတာပဲဒါပေမဲ့ကျွန်တော်သိတဲ့လောက်တော့မနေ့က3000တောင်မပြည့်ဘူးအိမ်က900လဲလိုနေသေးတယ်မင်းကျွန်တော်ကိုစုံစမ်းထားတာလားစုအိမ်ထဲဝင်လာတဲ့သူမှန်သမျှကိုကျွန်တော်စုံစမ်းတယ်ဝမ်းကွဲမောင်လေးဆရာလင်းရဲ့ဘဲဘက်လက်ကောက်ဝက်ကအမာယုတ်ကလွန်ခဲ့တဲ့3နှစ်ကရန်နံလူမီးလောင်မှုကမဟုတ်လားဝမ်းကွဲမောင်လေးတော့သူကအဖွားအတွက်စေတနာနဲ့ချက်ပေးတာပဲဘာလို့စုံစမ်းရတာလဲညံငါဒါကိုမင်းနဲ့အဖွားရဲ့ဘေးကီရဲ့အတွက်လုပ်တာအဲ့ဒီရန်နံလူမီးလောင်မှုမှာလူ9ယောက်သေဆုံးခဲ့တယ်အဲ့ဒီတုန်းကစဖို့မှုနာမည်ကလင်းချွန်းဆရာလင်းတိုက်ဆိုင်လာကြည်လားနာမည်တူယုံနေမကဘူးအော်ဟုတ်လားဒါဆိုရင်လေကောင်းပြီသွားကြစို့သူ့ကိုဂယုမဆိုင်နဲ့စိတ်မရှိပါနဲ့ကျွန်တော်ဝမ်းကွဲကတော်တော်ရင်ကျေးပုံရပေမဲ့တကယ်တော့သူမမှားပါဘူးကျွန်တော်ဆိုရင်လေဒီလိုပဲလုပ်မှာပါဒါဆိုမင်းပါလို့ဒီလောက်တောင်မျက်နှာပြတ်သွားရတာလေကျွန်တော်သွားတော့မယ်ချင်းထားတဲ့အချိန်ကျရင်လာခဲ့မယ်3နှစ်ရှိပြီနော်လင်းလျှောက်ချွမ်းတကားဖွင့်ဒီနေ့ပတ်စံမပေးရင်ရဲတိုင်မယ်ပတ်စံ900ပါရှန်အန်တီဒီညပေးမယ်လို့ပြောထားတယ်လေဒီညထိမစောင့်နိုင်ဘူးမင်းရဲ့ပစ္စည်းတွေကိုဒီကနေအပြင်ထုတ်တော့ရှန်အန်တီစာချုပ်ထဲမှာလာကုန်မှအိမ်လာကပေးရမယ်လို့ပါတယ်လေဒီနေ့18ရက်ပဲရှိသေးတယ်စာချုပ်ကိုငါသဘောအတိုင်းပြောင်းလိုက်တာမင်းပြောတိုင်းစာချုပ်ကပြောင်းရလားပတ်စံကိုယူပြီးထွက်သွားလိုက်အိုးမင်းကလေးမင်းတို့ကမင်းကိုဝင်မပါနဲ့လို့ပြောထားတယ်မလားမင်းအတွက်ညစာယူလာပေးတာအဖွားကမင်းကိုအတင်းပေးခိုင်းလိုက်တာဟင်းချက်ရတာတော်တော်ပင်ပန်းနေတဲ့လင်းလျှောက်ချွမ်းကျွန်တော်ဝမ်းကွဲပြောခဲ့တာတွေကိုစိတ်ထဲမထားပါနဲ့ကျွန်တော်အတွက်တော့အဖွားကိုပြန်စားနိုင်အောင်လုပ်ပေးတဲ့သူကလူကောင်းပဲစုညံမင်းမစုံစမ်းတဲ့အရာတွေရှိတယ်ဒါပေမဲ့မင်းပြောပြချင်တဲ့အချိန်ကြရင်တော့ကျွန်တော်နားထောင်ဖို့အသင့်ပါပဲလင်းချွမ်း3နှစ်ရှိပြီတစ်သက်လုံးပုံနေလို့ရမယ်ထင်နေလားပြီးတော့နှစ်တန်းကျွေးမိကိုမဆက်ဘူးလားမင်းဘာတူလဲမနှက်ဖြန်မွန်းတဲ့ရင်အမြဲတွေ့နေကြနေရကိုလာခဲ့မလားယင်မင်းရဲ့ဆရာသူ့မိန်းမနဲ့သူ့သားနဲ့လိမ့်မယ်အဖွားအဲ့ဒီဆရာလင်းကထင်တယ်လို့မယိုးရှင်းဘူးထင်တယ်အဖွားကမင်းကိုမေးနေတယ်လွန်ခဲ့တဲ့3နှစ်ကရန်နံလူမီးလောင်မှုမှာတကယ်ဘာဖြစ်ခဲ့တာလဲအဖွားဘာလို့ဒါကိုရုတ်တရက်မေးရတာလဲသူ့ဘယ်ဘက်လက်ကောက်ဝက်ကအမာရွတ်ကိုငါမှတ်မိတယ်ရှောက်ချွမ်းမင်းမျက်နှာမကောင်းဘူးနော်ဘာမှမဖြစ်ပါဘူးဦးလေးမင်းညကအေးရေးမဝလို့ပါတထေးရှောက်ချွမ်းမင်းကိုပြောစရာရှိတယ်မင်းညကမင်းဆိုင်နားမှာလူတချို့ဝဲလေလုံနေကြတယ်အနက်ရောင်တွေဝတ်ထားပြီးပုံစံကတော်တော်မင်းမောင်နေတာအခြေအနေမကောင်းတာမြင်လို့ကျွန်တော်အနားမကက်ရဲဘူးတထေးလင်းကျွန်တော်ဒီမှာကူညီပေးလို့ရမလားမင်းဒီမှာဘာလုပ်နေတာလဲဟင်းချက်တင်မလို့လေအဖွားကမင်းစီကနေပိုတင်ယူပါလို့ပြောလိုက်တယ်ခွင့်ပြုပါဦးမင်းကမစ္စတာလင်းလျှောက်ချွမ်းလားကျမကရန်ချန် TV ရဲ့အရသာဇလန်းများသတင်းထောက်ရန်ဝန်ချိုးပါမင်းကိုအင်တာဗျူးချင်လို့ပါကျွန်တော်အင်တာဗျူးလက်မခံပါဘူးတစ်ဆက်ရွံတန်ဆိုင်ကိုရောင်းပြီးလာတိုင်းရှုံးပေါ်နေတာနောက်ွယ်မှာဇလန်းတစ်ပုတ်ရှိနေတာသိကြပါတယ်ကျွန်တော်အင်တာဗျူးလက်မခံဘူးလို့ပြောပြီးပြီမင်းကလေးတထေးကမလုပ်ဘူးလို့ပြောပြီးပြီပဲသူ့ကိုအကြက်ရိုက်အောင်မလုပ်ပါနဲ့စုညံစုကရုရဲ့တမီကြီးပဲမင်းဒီမှာဘာလုပ်နေတာလဲမင်းကျမကိုသိလို့လားဟော်လိုဝါတန်းရှိတဲ့စားတောက်ဆိုင် influencer ပဲမင်းကိုဘယ်သူမသိပဲနေမလဲမင်းကလေးစုမင်းဒီနေ့ဒီနေရာကိုနာမည်ကြီးဆိုင်ဖြစ်အောင်လုပ်ဖို့လာတာလားမင်းနဲ့မဆိုင်ပါဘူးတော်တော်တူတာပဲနော်စုညံဆိုင်ကိုခဏလောက်စောင့်ပေးပါဦးကျွန်တော်အရေးကြီးကိစ္စရှိလို့ကျွန်တော်ဟင်းမခတ်တတ်ဘူးတပွဲကိုထမင်းတယောက်စားပြီးတော့တေချာဖိပေးနိုင်ဝက်နေပြန်လာခဲ့မယ်လင်းချွမ်းမတွေ့တာ3နှစ်ရှိပြီပတ်စံကိုပြန်ပေးပါမယ်ဒါပေမဲ့ကျွန်တော်ဆရာမိသားစုကိုတော့မထိပါနဲ့ဘာနဲ့ပေးမှလဲနှစ်တန်းလေမင်းတစ်သက်လုံးဆိုင်ရောင်းရင်တော့ဆက်နိုင်မှာမဟုတ်ဘူးအချိန်မရှိတော့ဘူးဒီနေ့မင်းကျွန်တော်တို့နဲ့လိုက်ခဲ့ပြီးတထေးအတွက်ဟင်းချက်ပေးမလားဒါမှမဟုတ်ဒါကမင်းဆရာရဲ့သားပဲ3နှစ်ပဲရှိသေးတယ်